အားလုံးပဲမင်္ဂလာပါဒီနေ့ရဲ့ရှင်းလင်းချက်အစီအစဉ်လေးကနေနှွေးထွေးစွာကြိုဆိုပါပဲဒီနေ့မှာတော့တကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့ခရီးစဉ်တစ်ခုကိုကျွန်တော်အတူတူသွားကြပါမယ်စဉ်းစားကြည့်ပါတစ်ဖက်မှာအစစ်မြင့်နီးပညာတွေ AI တွေထုံးပြီးဘီလီယံချီရဲ့နှိမ့်မြုပ်နှံထားတဲ့ကမ္ဘာလုံးဆိုင်ရာစားထုတ်ကုန်ဈေးကွက်ကြီးရှိနေရဲ့ဒါပေမဲ့ခြားတစ်ဖက်မှာကြတော့အခြေခံစားစရာလေးတွေမပုံတိုးရမလို့မြေပြင်မှာတကယ်ကိုရုန်းကန်နေရတဲ့စိုက်ကျူးရေးလက်တွေ့ဘဝတွေရှိနေပြန်တော့အဲ့ဒီလိုလုံးဝကိုကွဲလွဲနေတဲ့စားနဲ့ရိခါကမ္ဘာနှစ်ခုအကြောင်းကိုဒီနေ့အသေးစိတ်လေ့လာသွားကြမှာပါကဲဒါဆိုရင်ဒီနေ့ကျွန်တော်တို့လေ့လာသွားမယ့်ကြောင်းရည်လေးတွေကိုအကြမ်းဖြင့်ကြည့်လိုက်ရအောင်ကမ္ဘာလုံးဆိုင်ရာအသင်ချက်ပြုံးနေတဲ့စားစာထုတ်တွေခေတ်စားလာပုံကနေစပြီးတော့အစားအစာပြင်ဆင်လို့မှ AI ပါဝင်လာပုံမြန်မာနိုင်ငံရဲ့စိုက်ပျိုးရေးဆိုင်ရာအခက်အခဲတွေအစမနာတလာတဲ့ data တွင်းကုန်စင်လုံးနေနဲ့နောက်ဆုံးမှစားစာတွေကိုစမတ်ချက်ချရှားရှိခံပြောသိမ်းစိမ့်လက်စရာတွေကိုအစင်စစ်ဆွေးနွေးသွားကြပါမယ်ပထမဆုံးအနေနဲ့လူတွေရဲ့အနေထိုင်ကိုပုံစံဘယ်လောက်တောင်ပြောင်းလဲသွားလဲဆိုတာကိုကြည့်ကြရအောင်အခုခေတ်မှာဈေးဝယ်ထွက်ရတဲ့အလုတ်ရှုပ်တသားပြီးအလွယ်တကူချက်ပြုတ်နိုင်တဲ့အသင့်ချအစားအစာအထုပ်တွေကိုစားသုံးသူတွေကအញ្ញမ်းကိုစိတ်ဝင်စားလာကြပါပြီ။ American Dollar 73.43 ဘီလီယံနေတဲ့ပမာဏကြီးမဟုတ်ဘူးနော်။ဒါက2024ခုနှစ်အတွက်ကမ္ဘာလုံးဆိုင်ရာအသင့်ချက်အစားအစာအထုပ်တွေပို့ဆောင်ပေးတဲ့ဈေးကွက်ရဲ့ခန့်မှန်းဝင်ငွေပါ။လူတွေကအချိန်ကုန်တက်တာဟိုရေတန်ရှင်းလက်ဆက်တဲ့ပါဝင်ပစ္စည်းတွေကိုအိမ်ရောက်ပို့ပေးဖို့အတွက်ရဆိုပြီးငွေကြေးအများများကိုတုံးဆွဲလာကြတာပါဈေးဝယ်ထွက်ရတဲ့အချိန်ဒီဘာဟန်ချမ်လဲစဉ်းစားရတဲ့အချိန်တွေကို short ချပြီးတက်တောင့်တတနေခြင်းတဲ့စန္ဒကဒီလောက်ကြီးမားတဲ့ဘီလီယံချီဈေးကွက်ကြီးကိုဖန်တီးလိုက်တာပါပဲတကယ်တော့ဒီအထုပ်တွေကချက်ပြုတ်ဖို့ဖြစ်တဲ့သူတွေအတွက်ညစာအလွယ်စားဖို့တတ်မဟုတ်တော့ပါဘူးအခုစရင်တက်လွတ်တို့ကီတိုတို့လိုမျိုးအထူးအစားထောက်ပုံစံတွေကုမ္ပဏီတွေကဝန်ထမ်းတွေအတွက်စီစဉ်ပေးတဲ့ကျန်းမာရေးအစီအစဉ်တွေကနေစလို့အေးဖို့အခြေအနေတွေပြင်ဆင်ထားတဲ့အထုပ်တွေအထိကိုနေရာစုံမှာအထုံဖြိုးနိုင်အောင်အမျိုးမျိုးခွဲထွက်လာပါပြီခေတ်သစ်လိုနေမှုဘဝရဲ့တက်တောင့်တတရှိမှုဆိုတာအစားထောက်ကဏ္ဍမှာတကယ်ကိုအမခံကျပြန်လာတာပါဒုတိယအပိုင်းဖြစ်တဲ့အစားအစာပြင်ဆင်မှုမှာ AI ရဲ့အခန်းကဏ္ဍကိုဆက်သွားကြပါမယ်ဒီဘီလီယံချီတဲ့အသင့်ချက်အစားအစာအထုပ်ဈေးကွက်ကြီးကိုနီးပညာကဘယ်လိုမျိုးနောက်ကွက်ကနေပံ့ပိုးပေးနေတယ်လဲဆိုတာတကယ်ကိုစိတ်ဝင်စားစရာပါဉာဏ်ရည်တုတနည်းအားဖြင့် AI နီးပညာဟာအစမြင့်အစားအစာထောက်ပံ့ရေးကွင်းဆက်ရဲ့နေရာတိုင်းမှာဝင်မာနေပါပြီစားသုံးသူတွေဘလို့အရသာကိုကြိုက်မလေးဆိုတာကို data တွေကနေသင်ဂျူတင်ခန့်မှန်းပြီးတာအစားအစာတွေမပုတ်သွင်းခင်အလေးအလွင့်မရှိအောင်ဂျူတင်တွက်ချက်ပြီးတာတွေလို့ဆောင်နေပါတယ်အထူးခြားဆုံးကတော့ကွန်ပျူတာအမြင်အာရုံစနစ်ကိုသုံးပြီးပါဝင်ပစ္စည်းတွေထဲမှာပါလာနိုင်တဲ့အမိုက်တရိုက်လိုမျိုးမြင်းမြန်းမှုတွေကို scan ဖတ်ပြီး sharp ပေးတာပါပဲဒါဟာနီးပညာနဲ့အစားအစာထုတ်လုပ်မှုရဲ့အကောင်းဆုံးပေါင်းစပ်မှုလို့ဆိုရမှာပါကဲတတိယပိုင်းဖြစ်တဲ့မြန်မာနိုင်ငံရဲ့စိုက်ပျိုးရေးဆိုင်ရာအခက်အခဲများစီကိုရောက်လာပါပြီကဘာကြီးရဲ့တစ်ဖက်မှာ AI ကအရာသာတွေကိုကြိုတင်ခန့်မှန်းတွက်ချက်နေချိန်မှာကျွန်တော်တို့စီကမြေပြင်မှာတော့လုံးဝကိုကွဲပြားခြားနားတဲ့စင်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်ဒီအခြေအနေကိုရှင်းကြည့်လိုက်ရင်တကယ့်ကိုချီးမားလေကွာဟချက်ကိုမြင်ရမှာပါအနောက်နိုင်ငံတွေမှာနီးပညာကူညီနဲ့ယာကိုအဆင်ပြေချောမွေ့အောင်လုပ်နေချိန်မှာမြေပြင်ကတောင်သူတွေဟာတီးနှံတွေကိုထိရောက်ရိတ်သေးနိုင်ဖို့တောင်အတိုလေးကိုရုန်းကန်နေရပါလေ AI စနစ်တွေနဲ့အလက်အလွတ်မရှိအောင်ထိန်းချုပ်နိုင်တဲ့ကဘာကြီးရှိနေပေမဲ့အခြေခံထောက်ပံ့ရေးကွင်းဆက်ပြဿနာတွေကြောင့်ရိုးချိနဲ့ရိတ်သိမ်းမှုလုပ်ငန်းစဉ်တွေမှာတဲ့အခက်အခဲပေါင်းများစွာရှိနေစေဖြစ်ပါလေဒီကိန်းကနန်းတွေကတကယ်ကိုရင်လေးစရာပါပဲရိတ်သိမ်းချိန်မှာ300ခိုင်နှုန်းချွေလေးချိန်မှာ600ခိုင်နှုန်းနဲ့ကြေးခွဲချိန်မှာ1000ခိုင်နှုန်းအထိဆုံးရှုံးနေပြီးမြန်မာနိုင်ငံရဲ့စပါးစုစုပေါင်း39ခိုင်နှုန်းအထိဟာရိတ်သိမ်းပြီးနောက်ပိုင်းလုပ်ငန်းစဉ်တွေမှာတင်လေးလွတ်နေရပါတယ်စဉ်းစားတာကြည့်ပါတော့အဓိကတော့ရိတ်သိမ်းပြီးသားစပါးတွေကိုလေကွင်းထဲမှာရက်တဲ့ပတ်ပေါင်းများစွာပုံထားရတာတွေခင်းနောက်ကျနေတဲ့ဆန်ဆက်တွေကိုအသုံးပြုနေရတာတွေကြောင့်ပါနိုင်ငံတစ်ခုလုံးရဲ့စိုက်ပျိုးထုတ်လုပ်မှု3ပုံ1ပုံကျော်ဟာစာဝဲပုံမရောက်ခင်မှာတည်းလေးလွင့်ပြောဆိုနေတာတကယ်ကိုနှမျောစရာပါဒီအချက်လက်တွေကတာမန်ခန့်မှန်းပြောဆိုနေတာမဟုတ်ပါဘူးအမျိုးသားအဆင့်လုပ်ငန်းစီမံချက်အစီရင်ခံစာလိုမျိုးတရားဝင်စိုက်ပျိုးရေးအစီရင်ခံစာတွေကနေတေချာအတည်ပြုထားတဲ့အချက်လက်တွေပါဒါဟာတနိုင်ငံလုံးအတိုင်းအတာနဲ့ဖြည့်ရှင်းရမယ်အမြင့်တွယ်နေတဲ့ပြဿနာတစ်ခုဖြစ်ပြီးမြန်ဆန်ကြားဝင်ဆောင်ရွက်မှုတွေလိုအပ်နေတဲ့ဆိုတာကိုရှင်းလင်းပြသနေပါတယ်ဒါဆိုဒီပြစ်တောက်နေတဲ့ထောက်ပံ့ရေးကွင်းဆက်ကိုဘယ်လိုပြုပြင်မလဲအဖြေကတော့စက်ကိရိယာအစဉ်စဉ်ပြောင်းလဲအသုံးပြုဖို့ပါပဲနီးပညာသိမ့်မမြင့်ပေမဲ့အကျိုးသက်ရောက်မှုအလွန်ကြီးမားတဲ့စွမ်းရည်မြင့်ချွေးလေးဆက်တွေစပားအချောက်ခန့်ဆက်တွေနဲ့ခင်မီဆန်ဆက်တွေကိုအသုံးပြုလိုက်တာနဲ့တင်လူအင်အားနဲ့အချင်းကြံ့ကြာမှုကြောင့်ဖြစ်ပေါ်လာတဲ့ဆုံးရှုံးမှုတွေကိုအများကြီးကာကွယ်ပေးနိုင်မှာပါဒီလိုရိုးရှင်းတဲ့စက်ကိရိယာအစစ်မြင့်တင်မှုလေးတွေကပဲကျေးလက်တောင်သူတွေရဲ့ဝင်ငွေနဲ့ဘဝတွေကိုတိတိတသာပြောင်းလဲပေးနိုင်မှာဖြစ်ပါတယ်စတူထဖိုင်းဖြစ်တဲ့အဆက်မတန်မင်းတက်လာနေတဲ့ဒေတာတွင်းစားတော့ကုန်ဈေးနှုန်းများဆိုတဲ့ကားနာကိုရောက်လာပါပြီဆက်ပြိုးရေးကဏ္ဍကအခက်ခဲတွေဟာ
နေစဉ်ဈေးကွက်ထဲကကုန်စည်နှုန်းများအပေါ်ဘလို့ရိုက်ခတ်နေတယ်လဲဆိုတာစက်ကြည့်အောင် တယူပို့ဆောင်ရေးလောင်စာစီနဲ့လွတ်အားခအစင်းရိတ်တွေကြီးမားလာတာနဲ့အမျှအခြေခံဟင်းသီးဟင်းရွက်တွေရဲ့ဈေးနှုန်းဟာခောက်လာအတွင်းမှာနေညာတွင်းချင်းဆိုသလိုအစမတန်ခုန်တက်သွားခဲ့ပါတယ်။မူငင်းထုတ်ဆိုရင်ငါးစားကော်ပီထုတ်က4.8ဆောင်းနဲ့ပန်းကော်ပီနဲ့ကန်စွန်းရွက်ဆိုရင်2စားအထိကိုတက်သွားလာပါ။မနေ့ကဝယ်စားနိုင်တဲ့ပမာဏကိုဒီနေ့မှအဲ့ဒီလောက်ငွေကြေးပေးပြီးဝယ်မစားနိုင်တော့တဲ့အခြေအနေဟာပြည်သူတွေနေ့စဉ်ချင်းဆိုင်နေရတဲ့တကယ့်အကြက်အတဲကြီးတစ်ခုဖြစ်လာပါတယ်။ အတိအကကျတဲ့အချက်ကတော့ဒီလို6သွေးရဲ့ကိန်းကနအချက်လက်တွေရဲ့နောက်ွယ်မှာမတိုးလာတဲ့ဝင်ငွေနဲ့အစားမတန်တက်နေတဲ့စားတောက်ကုန်စည်တွေကြောင့်နေ့စဉ်နဲ့မျှရုံးကန်နေရတဲ့လူသားတွေရှိနေတယ်ဆိုတာပါပဲဈေးဝယ်ထွားရတာဟာအိမ်တော်ရှင်တွေအတွက်ကြီးမားတဲ့စိတ်ဖိစီးမှုတစ်ခုဖြစ်လာနေပြီဆိုတာဒီစကားလေးကသက်ပြီးပြနေပါတယ်ကဲနောက်ဆုံးအပိုင်း9အနေနဲ့အစားအစာများကို smart ကြကြရှည်ခံအောင်သိသိနည်းများကိုလေ့လာကြည့်ကြပါမယ်ကုန်စည်နှုန်းတွေဒီလောက်ကြီးမြင့်လာတဲ့အခါအိမ်တော်စုတွေကသူတို့ရဲ့ရိတ်ခါကိုဘလို့ smart ကြကြထိန်းသိမ်းကြတယ်လဲဆိုတာကြည့်အောင် ဒီအချက်ကဘာကြောင့်အရေးကြီးတယ်လဲဆိုတာကိုတေချာလေးသတိပြုစေခြင်းပါတယ်ဒါတွေကအင်တာနက်ပေါ်ကနာမည်ကြီးနေတဲ့ hack တွေတက်တက်မဟုတ်တော့ဘူးဗျာတကယ့်ကိုအသက်ရှင်ရက်တည်ဗျူဟာတွေဖြစ်လာပါပြီပုတ်တိုးသွားမဲ့ဟင်းသီးဟင်းရွက်တစ်ခွက်ကိုကဲတင်နေခြင်းဟာကိုယ့်ရဲ့ချွေးနှဲစာငွေကြီးကိုကဲတင်နေတာနဲ့အတူတူပါပဲ လက်တွေ့မှာဘလို့ကျိုးရှိလဲဆိုတာကြည့်ရအောင်ဥပမာအနေနဲ့ချက်ဥကိုကြည့်ပါအရေးပါတဲ့ protein တဲ့အရေးအမြစ်ထိတဲ့ချက်ဥကိုနှစ်ဝက်လောက်အထိအလွယ်တကူသိမ်းဆည်းထားနိုင်တဲ့အန်ရောဆရာနီလန်လေးရှိပါတယ်ချက်ဥအခွန်ကိုဟင်းသီးရွက်စီလေးအနည်းငယ်လိမ်ပေးုံနဲ့လေဝင်ပေါက်တွေကိုပိတ်သွားစီပြီး6လအထိလက်ဆက်နေအောင်သိမ်းဆည်းထားနိုင်ပါတယ်အတော်လေးကိုအသုံးဝင်တဲ့နီလန်လေးပါနောက်တစ်ခုကစက်သွန်နီနဲ့စက်သွန်ဖြူကိုမီးသွေးတုံးတွေပေါ်တင်ထားတာပါပဲဒါကလေတိပတ်နီးကြတဲ့အလေးထက်ထူကိုပါမီးသွေးဟာတဘာဝအဆိုးထဆုပ်ယူပေးတဲ့အရာဖြစ်လို့လေထိုးတက်ကစိုးထိုင်းစာကိုဆုပ်ယူပေးလိုက်ပါတယ်ဒါကြောင့်မီးဖို့ချောင်မှာမရှိမဖြစ်လိုအပ်တဲ့စက်သွန်နီကိုမော်တက်ချင်းနဲ့ပုတ်တိုးချင်းနဲ့အလွယ်တကူကကွယ်ပေးနိုင်ပါလေဒီချက်လေးကတော့သူတို့လေးစိဝင်စားစရာကောင်းပါတယ်ငှက်ပြောသွေးတွေဟာအညာကလည်းအီတလီလို့ခေါ်တဲ့တံငွေတွေကိုထုတ်လုပ်ပြီးအသီးကိုမြင်မြမိတ်စေတာလေအဲ့ဒီတော့အဲ့ဒီတံငွေတွေမထွက်လာအောင်အညာကိုခဲဝါဒါမှမဟုတ်တင်းစာနဲ့တင်းကျပ်စွာပတ်ထားလိုက်ရုံပါပဲအသီးတွေမြင်မြမိတ်ပြီးပုတ်မသွားအောင်တာစီးပေးနိုင်လို့ငွေကုန်ကြေးကြားကိုအများကြီးတတ်တာစေပါရဲ့ပင်လယ်စာဆိုတာဈေးကြီးရဲ့ရင်းနှီးမြှုပ်နှံမှုတစ်ခုဆိုတာအားလုံးအသိပါတယ်ပြည်ချင်းကားလိုမျိုးပင်လယ်စာလေးကိုရေခဲတိတ်တာနဲ့မထည့်ခင်ရိုးရှင်းတဲ့စီအလွာလေးနဲ့အကာအကွယ်ပေးထားလိုက်တာဟာရေခဲတိတ်တာကိုအနှံ့အသက်ကင်းစင်စေတဲ့အပြင်အသားကိုလည်းရေခဲရိုက်ခန့်ရခြင်းနဲ့ကာကွယ်ပေးပြီးအကောင်းဆုံးအခြေအနေမှာကြာရှည်စွာထိန်းသိမ်းထားနိုင်ပါတယ်တမ်းမိုကြီးတဲ့တစ်သေးတွေကိုမုံမတန်းအောင်ကာကွယ်ဖို့ကလည်းအရေးကြီးပါတယ်စတော်ဘယ်ရီသီးတွေကိုရေခဲတစ်ထားတယ်မထည့်ခင်အိမ်သုံးရှာလာကားတွေအနှဲငယ်နဲ့ရေစင်ထားလိုက်ကမုံတက်စေတဲ့ဘက်တီးရီးယားတွေကိုဖယ်ရှားပေးပြီးနှစ်ပတ်အထိလက်ဆက်နေစေပါတယ်ဒီလိုရိုးရှင်းတဲ့နီလောင်လေးတွေကအချင်းချလာတာနဲ့အမျှငွေချင်းများစွာကိုချွေထားနိုင်စေပါတယ်ကဲတစ်ဖက်မှာအစားအစာတွေကို AI နဲ့တွက်ချက်ပြီးဘီလီယံကြီးထုံးဆွဲနေချိန်မှာတစ်ဖက်မှာတော့ပြင်းထန်တဲ့စာနယ်ရိခအကျက်တဲတွေနဲ့လေးလျက်ဆုံးရှုံမှုတွေကိုရင်ဆိုင်နေရပါတယ်ဒီလိုလုံးဝကွဲပြားခြားနားတဲ့ကဘာနှစ်ခုရှင်တွဲတည်ရှိနေတဲ့အချိန်မှာကျွန်တော်တို့နေ့စဉ်စားတောင်းနေတဲ့အစားအစာတွေအပေါ်ဘလောက်ထိတန်ဖိုးထားပြီးကိုပိုင်အစားအစာသုံးဆွဲမှုချီအားကိုဘလောက်ထိရောက်ရောက်စီမံခန့်ခွဲနေတယ်လဲဆိုတာဟာတကယ်ကိုပြန်လည်မေးခွန်းထုတ်စရာပဲဖြစ်ပါတယ်အားလုံးပဲစဉ်းစားကြည့်ကြအောင်ဖို့တိုက်တွန်းရင်းနဲ့ဒီနေ့စီစဉ်လေးကိုဒီမှာပဲညီကုန်းချုပ်လိုက်ပါတယ်